Miba Pitumia Alo, Minglava, Voice of Unity, Ninu Tankane, Alongo Tamaju Suare. You could know Sunu Chine, John Yakabale, Sura. Podolo, religious and political voice, Sure Assising Gane, Chin Council the Choco, Pija, Broma, no, Leshi General Chimpine Duen. The Chinland Council, ICNCC ne, Chin Yino Loja, no, see ye Nangan ye. ဒီမှာမှုနေတဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့အမြင်ကိုကြည်ကြည်ပြန့်ပြန့်ဆွေးနွေးကြပါတယ်အဲ့ဒါမှာထူးတဲ့ဖြင့်ဒီဖိတ်ကြားထားတဲ့ခေါင်းဆောင်တွေထဲကဒီ Reverend Dr. Stephen Trekio ကိုတိုင်သူ့ရဲ့အမြင်ကိုเนาะပုံပွလင်းလင်းတင်ပြဆွေးနွေးသွားတာကျွန်တော်တွေ့ရပါတယ်အင်မတန်ကောင်းပါတယ်ကျွန်တော်ချင်းအချင်းချင်းကြားညီကိုเนาะဒီချင်းဖြစ်ပွားတဲ့ဒီပြဿနာတွေကကျွန်တော်စပွဲဝိုင်းမှာပြပြလဲလဲဖြစ်အောင်เนาะဒီတိုင်ပင်ဆွေးနွေးပြီးတော့မှအဖြေရှာမှကျွန်တော်ရေရှည်ချင်းပြည်နယ်ရဲ့เนาะငြိမ်းချမ်းရေးเนาะအနာဂတ်လှပမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ညီကိုချင်းเนาะတင်းမာမှုတွေကမပြေလည်နိုင်စရာအကြောင်းမရှိပါဘူးဆွေးနွေးတိုင်ပင်ပြီးတော့မှเนาะအဖြေရှာမယ်ဆိုရင်ဆွေးနွေးပြီးမှအဖြေရှာမှဒီလမ်းကြောင်းပဲရှိပါတယ်เนาะနောက်ဆုံးဒီလမ်းကြောင်းပဲကျွန်တော်သွားမှာပါဆိုတော့အင်မတန်ကောင်းတယ်အဲ့ဒီဟာတွေကတစ်ဆက်ထဲမှာကျွန်တော်ဘာဖြစ်နေလဲဆိုတော့ကျွန်တော်ချင်းပြည်နယ်မြောက်ပိုင်းမှာချင်းလန်းကောင်စီနဲ့เนาะ ZRA တို့အကြားမှာလည်းပဲဒီစစ်ရေးပြိပခါတွေဖြစ်ပါတယ်အပြန်အလှန်ပြစ်ခတ်မှုတွေရှိတယ်เนาะလူငယ်တွေလည်းပဲသူတို့တည်ကြတယ်เนาะကြာဆုံးမှုတွေရှိတယ်ဒါတွေကအင်မတန်ဝန်းနေဖို့ကောင်းပါတယ်အဲ့ဒီအတွက်เนาะကျွန်တော်ချင်းခေါင်းဆောင်တွေကလည်းပဲဒီဇိုက်မမတ်เนาะဒီအပေါ်မှာအလေးပေးပြီးတော့မှသူတို့လည်းပဲချင်းလန်းကောင်စီနဲ့ ZRA ကြားမှာเนาะဒီဆွေးနွေးတိုင်ပင်ပြီးတော့မှအဖြေရှာတဲ့နည်းနဲ့သူတို့ပြဿနာဖြေရှင်းဖို့ရအတွက်เนาะအားပေးတိုက်တွန်းပေးကြပါလို့ကျွန်တော်ဆန္ဒပြုတောင်းခံလိုပါတယ်နောက်ပြီးအဲ့ဒီအစီအစဉ်တွင်းမှာထူးခြားပြီးတော့မှစိတ်ဝင်စားစရာကောင်းတာကဘာလဲဆိုတော့ Mizoram အစိုးရเนาะဒီ Chief Minister ကိုယ်တိုင်Laldu Homa ကိုယ်တိုင်ဦးဆောင်တဲ့ Mizoram အစိုးရကချင်းပြည်နယ်ရဲ့เนาะဒီပြဿနာကိုဒီကမကထเนาะဖြေရှင်းပေးခြင်းလို့ညှိနှိုင်းပေးတယ်ချင်းလန်းကောင်စီအဖွဲ့ကိုလည်းပဲ Mizoram ကိုခေါ်တယ်ချင်းညီနောင်နဲ့ ICNCC အဖွဲ့ကိုလည်းခေါ်တယ်အဲ့မှာเนาะသူတို့ရဲ့ဆန္ဒကိုမေးပါတယ်အဲ့ဒီအချိန်မှာချင်းလန်းကောင်စီဘက်ကဘာပြောလဲဆိုတော့ချင်းလန်းကောင်စီရဲ့ constitution အောက်ကနေပြုပြင်ကြမယ်เนาะအဲ့ဒါချင်းလန်းကောင်စီရဲ့ဆန္ဒတစ်ချိန်ထဲမှာချင်းညီနောင်ဘက်ကလည်းပဲကျွန်တော်ချင်းပြည်တော်ထိုင်ရေးရဲ့ပထမဆုံးကောင်စီဖြစ်တဲ့ ICNCC ရဲ့သူ့ရဲ့ charter ကိုပြန်ပြမှပြုပြင်ပြတော့မှအဲ့ဒီထဲနဲ့เนาะပြန်လေတိဆောက်ကြမယ်ဆိုပြီးချင်းညီနောင်ဘက်လည်းဆန္ဒပြုတယ်ဒါမဲ့သူတို့အပြန်အလှန်เนาะဒီအတင်းလျှော့မလုပ်နိုင်တဲ့ခါကျတော့ Mizoram အစိုးရဖက်တာဒါဆိုရင်မင်းတို့ဒီချင်းလန်းကောင်စီရလည်းပဲချင်းလန်းကောင်စီမှချင်းလန်းကောင်စီเนาะဟိုဖက်ကိုမသွားချင်ဘူးချင်းညီနောင်ကလည်းပဲချင်းလန်းကောင်စီရဲ့ constitution အောက်ကိုမသွားချင်ဘူးဆိုတော့သူတို့အနေနဲ့ကဲကျွန်တော်ကူညီပေးမယ်ဘာဖြစ်0ကနေပြန်စကြပါเนาะအစကနေပြန်စကြเนาะ condition မရှိဘဲနဲ့เนาะကျွန်တော်ကူညီပေးမယ်ဆိုမှသူတို့မေးတော့ချင်းညီနောင်ဖွဲ့ရဘာပြောလဲဆိုတော့ဟုတ်ပြီသဘောတူတယ်တဲ့ condition မရှိဘဲနဲ့เนาะဒီ0ကနေပြန်စမယ်သူသဘောတူတယ်ဒါနဲ့ချင်းလန်းကောင်စီဖက်ကိုမေးတော့ဘယ်လိုလဲလို့မေးတော့ဒီချင်းလန်းကောင်စီရဲ့ Chief Minister ဖြစ်တဲ့ဦးပထံကเนาะသူဆုံးဖြတ်ချက်ချလို့မရဘူးဆိုတဲ့အကြောင်းသူပြောတယ်နောက်ပြီးချင်းလန်းကောင်စီရဲ့မင်းတပ်ဖက်ကထန်းနင်းကီရလည်းပဲဒီပေါ်မှာသူဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့သူပြောပြန်တယ်ထို့နည်းသူ complete မျိုးဝင်ကလည်းပဲဘာမှမပြောဘူးဒီ CNF ရဲ့ခေါင်းဆောင်တူဖြစ်တဲ့ဘွေလန်မန်ကလည်းဘာမှမပြောဘူးနောက်ပြီးချင်းလန်းကောင်စီလက်အောက် CDF เนาะဥက္ကဋ္ဌအကြီးတွေကလည်းပဲဘာမှမပြောဘူးတဲ့ဆိုတော့သူတို့အနေနဲ့ဒီ
မာနကိုရှော့ပရောမှာနော်တုံညကနေပြန်စချင်တဲ့စိတ်သက်ချင်းလန်းကောင်စီဖက်မှာမရှိဘူးဆိုတာတိတိတသားကျွန်တော်တွေ့ရပါတယ်ဆိုတော့မီဇိုရမ်အစိုးရအနေနဲ့လည်းပဲဒီဟာကိုသူတို့ဖတ်သားလောက်ပါတယ်ဒီချင်းညင်အောင်အဖွဲ့ကတော့0ကနေပြန်စချင်တယ် condition မရှိဘဲနဲ့ညီကိုစိတ်တက်တော့နော်အရင်ခံပရမှာသူတို့ဒီဆောက်တမျှနော်ချင်းချတာအခုဒီအတီးပြုတ်ခံနေဖြစ်ပါပြီနောက်ပရမှာသူတို့ချင်းညင်အောင်မှာ terms of reference သူတို့ဘုံသဘောတူညီချက်တွေရှိပါတယ်သူတို့ဖွဲ့စည်းပုံတွေရှိပါတယ်အဲ့ဒါလည်းပဲသူတို့ပြန်ပြမနော်ဒီထားခဲ့မယ်ပြမအတိတ်ကနေပြန်စမယ်သဘောတူတယ်နော်ဒီအခြေအနေဒီစိတ်ဝင်စားဖို့ကောင်းပါတယ်တရားတွေဆိုတော့ခုနတစ်ဆက်တည်းပြန်ကောက်ရမယ်ဆိုရင်ဒီ religious and political voice အစီအစဉ်နော်ပြန်သွားရအောင်အဲ့ဒီမှာဒီဆွေးနွေးပြတော့မှသူတို့နောက်ဆုံးဒီ AA ကိစ္စပါလာတဲ့အချိန်မှာအဲ့မှာနည်းနည်းပြဿနာဖြစ်တာကဘာလဲဆိုတော့ဒီကျွန်တော်ရဲ့ဖခင်ကြီးနော်ဒီ Reverend Dr. Stephen Hagel သူ့ရဲ့အမြင်သဘောထားသူဆွေးနွေးတဲ့နေရာမှာကျွန်တော်အနေနဲ့တော့ဒီဟာကို video review လုပ်တင်တယ်လို့ကျွန်တော်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီချင်းပြည်နယ်မှာ AA ဘာဖြစ်လို့ရောက်လာတယ်လဲဆိုတော့သူ့ရဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့မှသူကကနနမတိတာလားဒါမှမဟုတ်ရင် misrepresent လုပ်တယ်လို့ကျွန်တော်ထင်ပါတယ်။ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီမှာနော်သုံးသပ်ဆွေးနွေးလိုတာဖြစ်ပါတယ်။နော်ဒါကြောင့်မလို့ဒီတာမန်ပုဂ္ဂိုလ်တွေကဒီထောက်ပြတယ်ဆိုရင်ကိစ္စမရှိပါဘူး။ဒါပေမဲ့ချင်းကောင်းဆောင်တွေထဲမှာနာမည်ကြီးဖြစ်တဲ့နော်ဒေါက်တာစတီဗန်ဖရီကီယိုကိုတိုင်သူ့ရဲ့အမြင်သဘောထားဆွေးနွေးတဲ့နေရာမှာနည်းနည်းလွဲနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီဟာကိုရှင်းရှင်းလင်းလင်းဖြစ်အောင်ပြန်ပြမှဒီဖြေကြားချင်တာဖြစ်ပါတယ်။ဒါကြောင့်ပထမဆုံးသူ့ရဲ့နော်အပြောဆိုကျွန်တော် out of context နော်ဒီစာကြောင်းဒီတခုပဲလိုရာဆွဲမဖြစ်အောင် video clip ကိုကျွန်တော်ဒီမှာ video share နဲ့လုပ်ပေးမယ်အဲ့ဒီအပေါ်မှာကျွန်တော်သုံးသပ်ပေးမယ်နော်คริฟ้ากันซีกันนี่ดอดกันนี่เสียและกันนี่เรียมเรามีให้อูนาวอาเรียมเรามีกันซีกันหมาลักลักเรียมกันเฮากันเรียมข้อเกาไลอูนาวไปกันซีจูคริฟ้าไปกันซีจูรำเฮเดียรวมติไปกันซีจูกติเปียงและมาจูเลี้ยววีเอนั่นซ้อมให้อาหารเรากตินะซีเรียซีเลี้ยวลงอ่ะจู这早点就因从卡拉西米做，没สิ่งปีบริวชอบบอกสิเรา做。กันมาอุณาวชงคานี่เริ่มดิ่งสิและจุดจ้าจุนเขาจงนี่ซีบีนั้นซีจงซีนั้นซีจงเขาปาร์ตี้นั้นซีจงเอจะซ้อมเราดิ้งเด็กรวดก็เกิดซ้อมให้ปัดละซีเด็กรวดแล้วมาข้ามีตั้มปีนี้นะปัดนั้นก็ตีไล่โอเคกะล้อมกับปัดละจุนสมันสลัดดูเตียงจุนกับปัดละเตียกรวดเขาดิมีสิ่งปี we should not invite strangers to settle the brother dispute อุณาวกันลักกี้เบียเอามีไปตักเตะกันในสุนุยดิงกันพีสินดิงเหลียวขันมีสิ่งปีกันไทยบ้านเรามีไม่ใช่แต่ที่ต้องกันไทยเราคริฟ้าจงเสเรามีลายมีจงเสเรามีกันสอมค่าอัสเต็ปอัปเตะขรวดและจุดจ้าจุนอดูซีบีและซีจงเบียอันนี้รวดติกะ I think AA will be part of it AA จงนอละไงไล่เตะขรวดมาเฮียแต่มาค่าท่ากรวดเราเกิดจ้ะโอเคเนาะသူရဲ့ video clip အဲ့ဒီဟာ religious and political voice အဲ့ဒီ Facebook page မှာကျွန်တော်เนาะတွားလေ့လာလို့ရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှသူခုနပြောတယ်ညီကိုချင်းပြဿနာကဆွေးနွေးတိုင်ပင်ပြီးတော့မှမိသားစုပြဿနာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြေရှင်းလို့ရပါတယ်ဆိုပြီးမှသူပြောတယ်အဲ့ဒီဟာ very positive ကြိုးဆိုတယ်အရင်ကောင်းတယ်ဒါမဲ့ဘာနဲ့တွားရောတယ်လဲဆိုရင်အဲ့မှာ AA ကိုချင်းပြည်နယ်ကိုမဖိတ်ရဘူးဆိုတာနဲ့တွားဆက်ဆက်တယ်နောက်ပြမပူတီချောင်းသူအင်္ဂလိပ်လိုသူပြောတယ် we should not invite strangers to settle the brothers dispute ဟုတ်ပြီနော်ညီကိုချင်းပြဿနာကိုတဲ့နော် the same လူကိုဖိတ်ပြတော့မှဖြီရှင်းခိုင်းတာမတင်တော်ဘူးလို့သူပြောတယ်နော် we should not invite strangers to settle the brothers dispute ဟုတ်ပြီနော်တေချအောင်သူပြောတယ်ဆိုတော့သူ့ရဲ့အမြင်မှာက
ဒီချင်းလန်းကောင်စီနဲ့ချင်းညီနောင်ကြားပြဿနာဖြေရှင်းဖို့ရန်အတွက် AA ကိုနော်ချင်းညီနောင်ကဖိတ်တယ်လို့ तू ကမြင်နေတာအဲ့ဒီ point လေးကိုကျွန်တော်ဆွေးနွေးချင်တာဖြစ်တယ်နော်အဲ့မှာဒီမြေပြင်အခြေအနေတကယ်ဖြစ်မှန်ကချင်းညီနောင်နာမည်နဲ့နော်ချင်းညီနောင်နာမည်နဲ့ AA ကိုချင်းပြည်နယ်ကိုလာဖိတ်တာကဘာအတွက်လဲဆိုရင်စကားစဟုတ်ပြီနော်ဗမာစစ်တပ်ကိုချေမုန်းဖို့ရန်အတွက် AA ကိုချင်းပြည်နယ်ကိုဖိတ်တာအဲ့ဒါသဘောပေါက်ဖို့လိုတယ်အဲ့ဒီ point မှာကမှားသွားတာအဲ့ဒီ Dr. Stephen Frickell ရဲ့သူ့ရဲ့ first premise နော်ပထမဆုံးသူ့ရဲ့ logic ကမှားတာက AA ချင်းပြည်နယ်မှာဝင်လာတာကစကားစချေမုန်းဖို့ဒီ CB ဖက်ကဖိတ်တယ်ဆိုတာကိုနော်သူအဲ့ဒီဟာကိုနားမလဲတာလားအဲ့ဒီ point ကအရန်ရေးကြည့်တယ်နော်ချင်းလန်းကောင်စီနဲ့ချင်းညီနောင်ပြဿနာဖြစ်လို့ AA ကိုချင်းပြည်နယ်ကိုအဲ့ဒီပြဿနာဖြေရှင်းဖို့ရန်အတွက်ချင်းညီနောင်ကလာခေါ်တာမဟုတ်ဘူးတကယ်လို့ချင်းညီနောင်ကချင်းလန်းကောင်စီကိုနော်ဒီဖြေရှင်းချင်လို့နော်ဒီပြဿနာဖြေရှင်းချင်လို့ AA ကိုခေါ်လာတယ်ဆိုရင်ကျွန်တော်ပြောမယ်ဒီ Victoria ကမှာတပတ်အတွင်းမှာကနော်အမျိုးမျိုးဖြစ်သွားနိုင်တယ်ဟုတ်ပြီနော်ဒါပေမဲ့ချင်းလန်းကောင်စီကိုအနိုင်ရချင်လို့ချင်းညီနောင်က AA ကိုခေါ်လာတာမဟုတ်ဘူးဒါဆိုရင်တက်တည်ပြပါကျွန်တော်ကျင်တွေးတိုက်ပွဲနော်ကျင်တွေးတိုက်ပွဲတုန်းကလည်းပဲ AA ကို CBD ကခေါ်တယ်မလားခေါ်ပြတော့မှဘသူ့ကိုတိုက်တယ်လဲချင်းလန်းကောင်စီကိုတိုက်တာလားမဟုတ်ဘူးစကားစကိုတိုက်တာအဲ့ဒါနဲ့ complete ကျင်တွေးမျိုးလွတ်မြောက်သွားတယ်ဟုတ်ပြီနော်ရှင်းတယ်နော်နောက်ပြီးမွတ်တပီစကားစနော်304နော်ပြတော့မှပြူဟာကုန်းနဲ့140အဲ့ဒီဟာကိုတိုက်ဖို့ရန်အတွက်ချင်းညီနောင်ကဘသူ့ကိုဖိတ်တယ်လဲ AA ကိုဖိတ်ပြတော့မှ AA နဲ့သူတို့ရဲ့မဟာမိတ်တပ်ပေါင်းစုကမွတ်တပီကိုပြန်သိမ်းတယ်စကားစကိုနှိမ်နှင်းတာချင်းလန်းကောင်စီကိုတိုက်ဖို့မဟုတ်ဘူးအဲ့ဒါတမိုင်းအမှန်တရားဟုတ်ပြီနော်အခုဒေါက်တာစတီဗန်ဖရက်ကယ်ပြောတဲ့ပုံစံကနော်ဘာကိုတက်ရောက်စေတယ်လဲဆိုရင် AA ချင်းပြည်နယ်ကိုရောက်လာတာနော် CBD ကဖိတ်တာကချင်းလန်းကောင်စီကိုနော်တိုက်ဖို့ဆိုတဲ့အမြင်ကို तू ကပြောနေတာဟုတ်ပြီနော် Dr. Stephen Frickell is insinuating or implying that AA is invited to Chinland just to defeat Chinland Council. No, of course not. AA has been invited to defeat the junta army in Chinland, in Chin State. That's it. ဆိုတော့ဒီကြားထဲမှာဘာသွားဖြစ်တယ်လဲဆိုတော့မွတ်တပီအရေးမှာနော်ချင်းညီနောင်နဲ့ AA ရဲ့ဂျန်တဲ့ဒီမဟာမိတ်ဒီပေါင်းပရမှာမွတ်တပီနော်304တိုက်ရင်ကိုတို့တင်ပြီးပြီဟုတ်ပြီနော်ပြူဟာကုန်းနဲ့140ကိုတိုက်တဲ့အချိန်မှာဒါရင်ချင်းလန်းကောင်စီဖက်ကနေနော်သူတို့ရဲ့လက်အောက်ခံ CNA နဲ့တပ်မဟာနှစ်ဖက်ကဒီ AA နဲ့ဒီချင်းညီနောင်အဖွဲ့ကိုဖြစ်တာဒါပဲအဲ့ဒီမှာပြဿနာဖြစ်တာကဲဒါဆိုရင်မရာကိစ္စလို့ပြောမယ် MDF နော် MDF စခန်းတွေကိုနော်စခန်းအထိလာပြတော့မှတိမ့်ပိုက်တာဘယ်သူဒီလဲ CNF CNA ချင်းလန်းကောင်စီလက်အောက်ခံတယ်မဟုတ်ဘူးလားအရင်ဆုံးတိုက်ပြတော့မှသူတို့ရဲ့စခန်းတွေကိုမိရှုတယ်ဖျက်ဆီးတယ်ဒါမဲ့ MDF ကလက်လျှော့ပြတော့မှသူတို့နောက်ကျမှပြန်သိမ်းတာအဲ့ဒီနေရာလိုက်လန်းပြီးဟုတ်ပြီနော်ဆိုတော့အဲ့ဒီဟာလည်းပဲ CB နဲ့ချင်းညီနောင်နဲ့ဘာမှမဆိုင်ဘူးအခုကြည့်လိုက်မရာနဲ့လောက်တူကိစ္စမှာချင်းညီနောင်ဝင်မပါဘူး
ဘာဖြစ်လို့လဲယခင်ကလေးကသူတို့ရဲ့ territorial problem เนาะသူတို့နေဆက်ပြဿနာလူမျိုးပြဿနာအဲ့ဒါကြောင့်ချင်းညင်အောင်ဝန်မပါဘူးမရာကเนาะလူမျိုးက AA ကိုအသုံးပြုတယ်ဆိုရင်လည်းပဲအဲ့ဒီဟာ separate issue တိတန့် issue ချင်းညင်အောင်နဲ့ဘာမှမဆိုင်ဘူးချင်းညင်အောင်က AA ကိုချင်းပြည်နယ်ကိုဖိတ်တာကစကားစကိုချေမုန်းဖို့ရအဲ့ဒီမှာမလွဲဖို့လိုတယ်ဟုတ်ပြီနော်ကျွန်တော်လူကြီးတယောက်ဖြစ်တဲ့ဒေါက်တာစတီဗန်ဟက်ကီလ်ကသူ့ရဲ့အမြင်လို့နော်ဒီလိုမျိုးလူထုကိုပြောလိုက်တဲ့အချိန်မှာလူထုကတော့နောက်တစ်ခါတမိုင်းအနေနဲ့ဒီဟာကိုဘယ်လိုထင်မလဲချင်းညင်အောင် CBN နဲ့ AA ကိုနော်ခေါ်လာတာကညီကိုကြားပြဿနာဖြေရှင်းဖို့ရန်အတွက်ခေါ်လာတယ်လို့ဒီသွားထင်တော့မှာအဲ့ဒီဟာလုံးဝမကောင်းဘူးအဲ့ဒီသုံးသပ်မှုနဲ့သူ့ရဲ့အမြင်ကိုပြန် retract နော်ပြန်ရုပ်သိမ်းတင်တယ်ဒါမှမဟုတ်ပါဘူးဟုတ်ကဲ့မာနဲ့အပိုင်းကညီကိုချင်းပြဿနာကညီကိုချင်းထဲမှာဖြေရှင်းလို့ရတယ်အဲ့ဒီအတွက်ကြောင့်မလို့နော်မီဇိုရမ်အစိုးရဖိတ်တာကိုသူတို့သွားတာလေညီကိုချင်းပြဿနာဖြေရှင်းဖို့ရန်အတွက်ပဲလေအေးဝမပါဘူးလေဒါပေမဲ့ခုနပြောသလို CB ဖက်ကတော့0ကနေ reset ပြန်လုပ်ချင်တယ်ဟုတ်ပြီနော် ICNCC မတိုင်ခင်ကနော်အခြေအနေနဲ့ကိုပြန်စားချင်တယ်ဒါပေမဲ့ချီလန်ကောင်စီဖက်အတာလေမစားချင်တာဟုတ်ပြီနော်အဲ့ဒီဟာရှင်းလင်းဖို့လိုတယ်အဲ့ဒီနေရာမှာခုနပြောတဲ့ဒီကျွန်တော်ဖခင်ကြီးနော်ဒီဒေါက်တာစတီဗန်ဟက်ကီလ်သူ့ရဲ့အမြင်သဘောထားကလွဲနေတယ်ဟုတ်ပြီနော်လွဲနေတယ်သူ့ရဲ့အမြင်မှာကချင်းလန်းကောင်စီနဲ့ချင်းညီနောင်တို့အကြပြဿနာဖြေရှင်းဖို့ရန်အေးဝင်လာတယ်ဆိုတော့သူ့ရဲ့ဒီသုံးသက်ချက်အမြင်ကမှားနေတယ်အဲ့လိုမဟုတ်ပါဘူးဆိုတဲ့အကြောင်းเนาะပြန်ရှင်းပြဖို့လိုတယ်အဲ့ဒီဟာကဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီဟာထောက်ပြချင်တာကဒီပထမဆုံးကျွန်တော်အထင်အမြင်လွဲမှားတယ်ဆိုရင်ဂျန်တဲ့ဟာတွေလည်းအကုန်လုံးလွဲမှားမယ်အဲ့ဒါကြောင့်မလို့သူကပြောနေတာဒီပြဿနာရဲ့အစိတ်အပိုင်းAA ကဖြစ်လာတဲ့ခါကျတော့ဖြေရှင်းတဲ့နေရာမှာလဲAA ပါလာတော့မယ်လို့သူသွားပြောတာအမှားတော့ AA ကိုပြဿနာဖြစ်အောင်နော်ဒီရန်သူဖြစ်အောင်တတ်မှတ်လိုက်တာကချင်းလန်းကောင်စီရဲ့ချင်းလန်းကောင်စီပါဟုတ်ပြီနော်ဆိုတော့ AA အနေနဲ့ချင်းလူမျိုးကိုရန်သူလို့မတတ်မှတ်ဘူးအဲ့ဒါကြောင့်ချင်းညီနောင်နဲ့အတူစစ်ပွဲတွေနော်ဆင်နွှဲနိုင်တာဟုတ်အဲ့ဒါတက်တည်ပဲလေအဲ့ဒါတက်တည်ပဲချင်းလန်းကောင်စီဖက်အတာလေနော်ချင်းညီနောင်နဲ့ ICNCC ကိုဖျက်ဆီးချင်လို့ AA ကိုအကြောင်းပြပြတော့မှ AA ကိုရန်သူလို့လုပ်တာကဲဒါဆိုဥပမာပြောပါဆိုရင်ကျွန်တော်မူတပီကိစ္စကိုပြောရပါလိမ့်မယ်ပထမဆုံး AA ကိုမူတပီနယ်ကိုပထမဆုံးခေါ်လာတာလည်းပဲအရင်ကနော်ချင်းလန်းကောင်စီလက်အောက်ခံဒိုင်း CDF ရဲ့ဒီဟိုပါပဲခေါင်းဆောင်နော် CDF ခေါင်းဆောင်တူပဲအဲ့ဒါ CB နာမည်အနေနဲ့ AA ကိုမခေါ်တဲ့နော်မခေါ်သေးခင်ကခေါ်လာတာကဒိုင်း CDF ဟုတ်ပြီနော်နောက်ပြီးတော့မှ CB နာမည်နဲ့ကျင်တွေးတိုက်ပွဲမှာ AA ကိုအကူအညီတောင်းတဲ့အချိန်မှာနော်မူတပီနေကိုဖျက်လာတယ်အဲ့ဒီအချိန်မှာချင်းလန်းကောင်စီကမူတပီမှာရှိတဲ့သူတို့ရဲ့လက်အောက်ခံ CDF တွေကိုအမိန့်ပေးတယ်တိုက်ကြတဲ့ AA ကိုတိုက်ကြချင်းပြည်နယ်ထဲကိုအဝမခံနဲ့အဲ့ဒါနဲ့အဲ့ဒီတပ်မဟာနှစ်အဖွဲ့ပေါ့နော်ချင်းလန်းကောင်စီအောက်အဲ့ဒါနဲ့သူတို့ကတိုက်ရင်တစ်နော်တပ်မဟာတိရဲ့လက်အောက်ခံတိုက်ရင်တစ်အဲ့ဒီတော့ဆိုတပ်မဟာမရှိသေးဘူးတိုက်ရင်တစ်ကိုအကူညီလာတောင်းတယ်ကဲ AA ဒီဝင်လာတယ်ကျွန်တော်တိုက်ရအောင်လို့ပြောတယ်
ချင်းလန်းကောင်စီကသူတို့ဒီချင်းပြည်နယ်ထဲမိုးဝင်အောင်တိုက်ခိုက်တယ်ဒါနဲ့တိုင်းရင်တစ်ကဘာဖြစ်လို့လဲကျင်တွေးတိုက်ပွဲမှာနော်ဒီစကားစကိုတိုက်ဖို့ရအတွက် AED အကူအညီခေါ်လို့ရောက်လာတာအဲ့ဒီတော့ဆိုရင်တိုင်းရင်တစ်ကချင်းညီနောင်အဖွဲ့ထဲမဝင်သေးဘူးနော်အဲ့ဒါနဲ့တိုင်းရင်တစ်တာပြောတာဟာကျွန်တော်တော့မပါဘူးမတိုက်ဘူးတဲ့ AEO မတိုက်ဘူးသူတို့ကစကားစကိုတိုက်ဖို့ရအတွက်လာတာမဟာမိတ်အနေနဲ့ခေါ်လို့လာတာအဲ့ဒါကြောင့်မတိုက်ဘူးဟုတ်ပြီနော်အဲ့ဒါနဲ့ဒီနိုင်ငံခြားမှာရှိတဲ့နော်ကျွန်တော်ဘူးအောင်တွင်းတာဒီ Zoom meeting ခေါ်တယ်မတူပီရဲ့ဒီဟာပေါ့လူထုခေါင်းဆောင်တွေ Zoom meeting မှာခေါ်ပြတော့မှာ AEO ကျွန်တော်မတူပီနယ်ကနေမောင်းထုတ်ဖို့သူကဆွေးနွေးခိုင်းတယ်ဒါနဲ့အခုဆို CC ထောက်ခံတဲ့ခေါင်းဆောင်တွေရပေါ့သူတို့မလုပ်ရဲဘူးနော်သူတို့ AEO တိုက်ချင်တယ်ဒါပေမဲ့မတိုက်ရဲဘူးအဲ့ဒါနဲ့ပြီးသွားတယ်အဲ့ဒါတခုရနော်ဟုတ်ပြီနော်နောက်ပြီးမတူပီမြို့တင်းတိုက်ပွဲတုန်းကလည်းပဲအဲ့ဒီမတိုင်ခင်မှာအဲ့ဒီဘူးအောင်တွင်းနော်တခါလေးပြောလိုက်သူက Zoom meeting ခေါ်ပြန်တယ်ကဲတရင်ရတယ်တဲ့ဒီချင်းညီနောင်အဖွဲ့အခုဒီတိုက်ရင်1နဲ့တိုက်ရင်5ကတမဟာ1ဖွဲ့စည်းပြတော့မှာချင်းညီနောင်အနေနဲ့မတူပီရဲ့နော်ဒီတိုက်ရင်နှစ်ခုရဲ့ပြူဟာကုန်းကိုတိမ့်ဖို့သူတို့လုပ်နေတယ်အဲ့ဒါကန့်ကွက်ရအောင်မင်းတို့ဘလို့ဆန္ဒရှိတယ်လဲဆို Zoom meeting ခေါ်တာအဲ့ဒါနဲ့မတူပီခေါင်းဆောင်တွေအများကြီး Zoom မှာလာကြတယ်နော်အခုအဲ့ဒါ Zoom record တွေရှိမယ်နော်အဲ့ဒါသူ့စီမှာရှိမယ်အဲ့ဒါနဲ့အဲ့ဒီခေါင်းဆောင်တွေကအခုဒီမိုးတွင်းနော်မိုးတွင်းဆိုတော့ဂျွန်လဆိုတော့အဲ့ဒီပွင့်လင်းရာတီကြမှာဆောင်းရာတီနော်အချိန်ကြမှာတိုက်ရင်တိုက်မယ်တဲ့အခုလုံးဝမတိုက်ရဘူးကန့်ကွက်တယ်အကုန်လုံးကန့်ကွက်တယ် CC လက်အောက်ခံ CC ကိုထောက်ခံတဲ့မတူပီကခေါင်းဆောင်တွေနော်အကုန်လုံးကန့်ကွက်တယ်မတူပီမြို့မှာရှိတဲ့စကားစားကိုမသိမ်းဖို့သူတို့လိုချင်တယ်နော်ချင်းညီနောင်ကသိမ်းတာလုံးဝမကြိုက်ဘူးကန့်ကွက်တယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒီဟာမတူပီကိုစကားစားနော်ချေမုံဖို့ရအတွက် AA ကိုခေါ်လာတာဖြစ်တယ်ဟုတ်ပြီနော်ဒါပေမဲ့အခုကတော့ချင်းလဲကောင်စီက AA ကိုနာမည်ခံပြတော့မှချင်းညီနောင်ကိုအပြည့်ရှင်းချင်တယ်အဲဒါကြောင့် AA ကိုပြစ်ပါတယ်ဆိုတော့မှမတူပီဒီ140နဲ့ပြူဟာကုန်းတိုက်ပွဲမှာစပြတော့မှနောက်ကနေပြစ်တာဟုတ်ပြီနော်ခုတက်တီတွေရှိတယ်အခုဆေးရုံမှာနော်လေပင်းမှာပြစ်ခံရပြတော့မှခုထက်ထိဆေးကုနေတဲ့ဒီရဲဘော်တွေရှိတယ်နောက်ပြတော့မှအပြစ်ခံရပြတော့မှတည်သွားတဲ့ကျွန်တော်ချင်းညီနောင်ရဲဘော်တွေရှိတယ်အဲ့ဒါတွေကဘသူပြစ်တာတော့ဟုတ်ပြီနော်အဲ့ဒါထဲမကဘူးအရင်တော့ကဒီ2003တုန်းကနော်မတူပီမှာဘောလုံးပွဲအကြီးကျယ်ရှိတယ်အဲ့ချိန်မှာဒီဟိုပေါ့ Colonel နော် Colonel Sun အောင်သူနဲ့သူ့ရဲ့အမျိုးသမီးဘောလုံးပွဲကြည့်တော့အဲ့ချိန်မှာ CNA စစ်သားတွေကလူထုဒီအလောက်ဘောလုံးကွင်းမှာပြီးတိတ်ပြတော့မှာနော်ဒီဘောလုံးအားကစားကြည့်နေတဲ့အချိန်မှာအဲ့ဒီ Colonel Sun အောင်သွားပြစ်တာသူ့ကိုမထိဘဲနဲ့ပြည်သူ2ယောက်နော်တည်သွားတာသူတို့အပြစ်ခံရလို့နော် CNAD ကပြစ်တာနော်အဲ့ဒီအကြောင်းတွေရှိတယ်ဆိုတော့ CNF CNAD ကနော်လူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်မဲ့အချိန်မှာအခုလိုမျိုးနော်လူထုအများကြီးရှိနေတဲ့အချိန်မှာအဲ့ဒီစကားစားဖက်တာစကားစားတော့မဟုတ်ဘူးပေါ့အဲ့ဒီတော့ကနော်ဒီစစ်တပ်ရဲ့အဲ့ဒီ
Kano, no, Bumuji, San on Twapida, Matibu do Mima Dayayare. Era ne Sikupo helicopter net La Jurelo, Jaya. So, Sen FCNE pair, no, look the Haria, a ma union ni pinida, ma. Anyhow, Genoa, the Chanale Pulu. So, Kuna, Sunude Hama, Papilo Yiji the lay, so, Kuna Doctor Stephen Hercule Pioreha, Eddie, Boink, Yan Yiji, not a Kadiha, the mind, I look Pidama, Muluchimu. သူ့ရဲ့ assessment เนาะသူ့ရဲ့အဖြစ်မှန်ကိုဒီခွဲခြားစိတ်ဖြာတဲ့နေရာမှာပြဿနာဖြစ်တာဗါလဲဆိုတော့သူ့ရဲ့ judgment เนาะချင်းပြည်နယ်ကိုဝင်လာတာကညီကိုချင်းเนาะချင်းလဲကောင်စီနဲ့ ICNCC ကြားထဲကပြဿနာဖြေရှင်းဖို့ရအတွက်ဖိတ်တယ်လို့သူပြောနေတာကမမှန်ပါဘူးအဲ့လိုပြောလို့လည်းမရဘူးအဲ့လိုပြောတဲ့သဘောနဲ့เนาะပြောတာလည်းမမှန်ဘူးအဲ့ဒါကြောင့်ဒီဟာကိုပြန်ပမသူ့အနေနဲ့ဖြေရှင်းဖို့လိုတယ်ဟုတ်ပြီเนาะဘာဖြစ်လို့လဲဆိုတော့တစ်ဖက်မှာ AA ကမဟာမိတ်ပဲချင်းပြည်နယ်မှာရှိတဲ့စကားစကိုအကုန်လုံးချေမုန်းနိုင်ဖို့ရအတွက်လာအကူအညီပေးတာ welcome လုပ်ရမယ်เนาะဒါပေမဲ့သူတို့အနေနဲ့ချင်းပြည်နယ်ကိုသိမ့်ပိုက်မယ်ဆိုတဲ့ agenda ရှိတယ်ဆိုရင်အဲ့ဒီဟာတော့ကျွန်တော်ကန့်ကွက်ဖို့စဉ်းစားဖြစ်ပါတယ်နောက်ပြီးတော့မှအခုမရာအရေးမှာเนาะအဲ့ဒါချင်းညီနောင်ရဲ့ပြဿနာမဟုတ်ပြီเนาะဒါပေမဲ့မရာအရေးမှာချင်းလင်းကောင်စီဖက်ကလောက်တူဖက်ကိုဥဆောင်ပြီးတော့မှကူညီပေးတယ်လို့ကျွန်တော်ကြားရတယ်ဟုတ်ပြီเนาะအဲ့ဒီဟာစဉ်းစားဖို့လိုတယ်ချင်းညီနောင်ဖက်ကတော့မရာကိုအခုထက်ထိမကူသေးဘူးဒါပေမဲ့မတရားမှုဖြစ်တယ်ဆိုရင်ပြောလို့တော့မရဘူးပေါ့ဒါပေမဲ့အခု CB အနေနဲ့တော့သူတို့ကြားပြဿနာကိုအဲ့ဒီเนาะငယ်တဲ့အမှုကိုအဲ့ဒီငယ်တဲ့နီးတူဟုတ်ပြီเนาะဖြေရှင်းနိုင်ဖို့ရန်အတွက်အဲ့ဒါကိုအားပေးတာเนาะအဲ့ဒါကြောင့်သူများရဲ့နားလည်ပေးမှုကိုအခုကောင်းယူပြတော့မှเนาะကျွန်တော်ရဲ့ agenda ကိုเนาะမနိုင်မနှင်းမမှန်ကန်တဲ့နီးတွေကိုသုံးပြတော့မှမလုပ်ရဘူးဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တယ်အဲအကြောင်းအခုအစီအစဉ်လေးမှာကောင်းတဲ့ဟာတွေလည်းရှိပါတယ်သူတို့ရဲ့ဆွေးနွေးမှုမှာဒါပေမဲ့ကျွန်တော်ချင်းပြည်နယ်ရဲ့အရေးကိုပြောလိုက်တဲ့အချိန်မှာဒီထက်ပိုပြီးမှကျေပြန့်တဲ့เนาะပြဿနာတွေမဖြစ်အောင်ကောင်းကောင်းနားလည်ဖို့လိုတယ်เนาะနားလည်မှုမှန်ကန်မှပြဿနာကိုဖြေရှင်းလို့ရမှာပြဿနာအတိုင်းဘယ်လိုမျိုးပုံစံလဲဆိုတာကိုနားမလည်ပဲနဲ့เนาะရန်တမ်းပြောလိုက်မယ်ဆိုရင်တစ်ဖက်က supporter တွေရှိတယ်ချင်းညီနောင် supporter တွေသူတို့ကဂျင်းတ်မလားမမှန်တဲ့ဟာကိုဘလို့မှလက်ခံလို့မရဘူးလေဟုတ်ပြီเนาะအဲဒါကြောင့်ညီကုန်းချုပ်အနေနဲ့ကျွန်တော်လူကြီးတွေပဲဖြစ်ဖြစ်ဒီပြဿနာကိုမကြီးထွားစေချင်ဘူးဆိုရင်ကောင်းကောင်းနားလည်ဖို့အရင်ဆုံးလေ့လာကြပါပြီးမှစကားကိုဆင်ခြင်ပြီးမှအထူးသဖြင့်เนาะခေါင်းဆောင်တွေကစကားပြောတဲ့နေရာမှာဆင်ခြင်ပြီးတော့မှပြောကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်